ကြောင်ကပြဲအိမ်ကိုပြေးဝိုင်းရီကမနေတာအိုးကိုဖွင့်ကြည့်ထမင်းသူပဲရှိမကြည့်မသားကျမမျက်နှာကြောင်အမေရင်မဘူးရင်နေရှာသမီးရဲ့ရေခဏတော့ဆောင်မစပင်းကိုဖြတ်ခါရောင်သမီးကိုပူကြွေးထမင်းအတူတွေအမေအားခဲလို့ဝါမြူနေပုံမှာအသားမစားရတာကြာခဲ့ပြီမို့အမေကိုပူစားတကောင်